ထောင်သက်ရှစ်နှစ်ကြာမှာကွာရှင်းတော့မဲ့မင်းသမီးလေးလီဆန်ရောပရိသတ်ကြီးရင်မင်းသမီးလေးလီဆန်ရောကတော့အားလုံးကသိကြမှာပါနော်။သူမဟာကျမတို့ငယ်တွေကငယ်ချစ်ဦးမင်းသမီးလေးဖြစ်တယ်လို့နာမည်ကြီး Boy Over Flower ကိုကျွန်းမျိုးစကားထဲမှာဂျန်နီတငယ်ချင်းတထီးမလေးနေရာကနေတရုပ်ဆောင်ထားတာဖြစ်ပါတယ်။ကိုကျွန်းဖြိုးရဲ့ဖက်နှက်ပေါ်မှာရေခဲမုံလေးပြေးသွားတဲ့အခန်းကစပြီးလူတိုင်းသတိထားမိခဲ့ကြတာဖြစ်ပါတယ်။သူမကတော့ရှစ်နှစ်ကြာလက်ထပ်ပေါင်းသိခဲ့တဲ့သူမရဲ့ခင်ကိုချောင်းစင်ဟွန်းနဲ့ပြက်စင်းလိုက်ပြီဆိုပြီးတော့တရင်ကြီးတိပေးလာခဲ့တာဖြစ်ပါတယ်။အများကအားကြရပြီးတော့ YouTube short လေးတွေနဲ့ TikTok လေးတွေမှာလင်မယားနဲ့အောင်တွဲညီကြီးဟာတာဗီဒီယိုလေးတွေတင်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့အပတ်တိုင်းသူတို့လင်မယားနှစ်ယောက်ရဲ့ဗီဒီယိုလေးတွေကိုစောင့်မျှော်အားပေးခဲ့ကြတာပါ။သတင်းမီဒီယာတွေစောင့်ကြည့်ပုံရတော့မင်းသမီးလေးတို့လင်မယားက TikTok ဗီဒီယိုလေးတွေတွဲမတင်တာတစ်နှစ်ကျော်ကြာပြီလို့ဆိုပါတယ်။မင်းသမီးလေးလီဆန်အောင်တယောက်ဟာတာဗီဒီယိုလေးတွေကိုကင်မရာမန်နဲ့ရိုက်ထားတာကိုတင်ခဲ့တာပဲဖြစ်ပါတယ်။မင်းသမီးလေးလီဆန်ရောအိမ်တော်ကြီးဟာစကရင်ကသူမထက်အသက်9နှစ်ကြီးတဲ့စီဝိုင်းဝါတယောက်နဲ့10နှစ်ကြာလက်ထပ်ခဲ့တာဖြစ်ပါတယ်။တားလေးတူကိုပိုင်ဆိုင်ထားပြီးတားလေးကတော့9နှစ်ရှိပြီလို့သိရပါတယ်။မကြသေးခင်ကမိမိလီဆန်ရောရဲ့အေဂျင်စီကနေ10နှစ်တာအိမ်တော်ကြီးကိုအဆုံးသတ်ဖို့တဆင့်ကြေညာခဲ့တာဖြစ်ပါတယ်။ကွာရှင်းပြည့်စဲခဲ့တာကြာပြီဖြစ်ပြီးတော့ခုမှပရိသတ်တွေကိုချပြခဲ့တာပါ။ခင်မွန်းတဲ့နဲ့တရားဝင်သဘောတူညီမှုရရှိပြီးတော့ဖြစ်တယ်လို့လည်းဖော်ပြထားပါသေးတယ်။လက်ရှိအိမ်ခွဲနေကြပြီးတော့ကွာရှင်းပြည့်စဲဖို့ခွဲဝင်ရေးမှတ်တမ်းနေတဲ့ပိုင်ဆိုင်မှုတွေပြုလုပ်ဖို့အချိန်ယူနေတယ်လို့လည်းဆိုထားပါတယ်။ပရိသတ်ကြီးမင်းသမီးလီဆန်ရုံနဲ့သူမရဲ့ခင်မောကျောင်းဆန်ဟျွန်းတို့သူတို့နှုတ်ကတားလေးကိုဘယ်သူပိုင်ဆိုင်သွားမလဲဆိုတာကြည့်ရှုရမှာပါနော်။မင်းသမီးလေးကတော့သူမရဲ့တားလေးကိုကိုရီးယားနိုင်ငံဥပဒေအရမိခင်သားပိုင်ဆိုင်ခွင့်ရှိပြီးဖခင်မအရာအလုံးထောက်ပံ့နိုင်ရင်တော့ပိုင်ဆိုင်ခွင့်ရှောက်လို့ရတာပဲဖြစ်ပါတယ်။နှစ်ယောက်လုံးရဲ့ပိုင်ဆိုင်မှုတွေအောင်ခေသူများဖြစ်ကြတော့မင်းသမီးလီဆန်ရုံဟာပိုင်ဆိုင်ခွင့်ရမယ်လို့လည်းပရိသတ်တွေကခံမှန်းထားကြတာပါ။မင်းသမီးလီဆန်ရုံဟာတရားရုံးကနေကွာရှင်းထပ်မံတောင်းထားပြီးတော့သူမယောက်ျားစီကိုလည်း notice ပေးထားတယ်လို့လည်းဆိုပါတယ်။သူတို့ဇနီးမောင်နှံဟာအများပြည်သူတွေရှိမှာပျော်ရွှင်နေတဲ့ပုံရိပ်လေးကိုပြသခဲ့ပေမယ့်မကြသေးမီကတော့အစင်မပြေမှုတွေနဲ့မင်းသမီးလီဆန်ရုံကသူမရဲ့ပျော်ရမ်းဘောင်စင်ကစားရုံမှာတွားရောက်အိတ်ခဲ့တယ်လို့ဆိုပါတယ်။မင်းသမီးလီဆန်ရုံကလည်းမင်းသမီးမဖြစ်ခင်ကအပျော်ရမ်းဘောင်စင်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ဘော်ရီတောက်တောက်နဲ့အရန်ကိုကြည်ကောင်းခဲ့တဲ့သူပါနော်။မင်းသမီးလုံနဲ့လုံရောသူမရဲ့တောင်းဖြောင်းနေတဲ့ဘော်ရီကိုဝိတ်ချခဲ့ပြီးတော့ပိန်သေးသေးတွယ်လေးဖြစ်နေပြောင်းလဲခဲ့တာဖြစ်ပါတယ်။ပပရာဇီသတင်းတွေကအရင်းမြစ်တစ်ခုရဆိုရင်မင်းသမီးလီဆန်ရုံရဲ့သူမခင်မောချောင်းစင်ဟွန်းတော်ဟာချိန်တော်ကြောင်တိမ်နဲ့တူမနေပဲနဲ့ခွဲနေကြတာဖြစ်ပြီးသူမရဲ့သားလေးကိုလည်းဂန်နန်ကသူမရဲ့အမိန်မှာပို့ထားတယ်လို့သတင်းရရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးလီဆန်ရုံဟာသူမဘက်ကစပြီးတော့ကွာရှင်းခွင့်တောင်းခဲ့လို့လည်းဆိုပါတယ်။ update သတင်းတွေကတော့ခုလက်ရှိသူမရဲ့သားလေးနဲ့တူမိဘအိမ်မှာပဲအတူမြင်တွေ့နေရပြီးတော့မင်းသမီးအလုပ်တွေလည်းပြန်လည်လုပ်ကိုင်ဖို့ agency စီမှာပြပြခဲ့တာဖြစ်ပါတယ်။ TikTok တွေမှာ follower တွေအများကြီးရှိပြီးသူမနဲ့သူမခင်မွန်းတို့ကိုလည်းအရင်လိုပြန်ဆော့စီခြင်းနေရဖြစ်ပါတယ်။ဒါပေမဲ့လည်းများမသိတဲ့အကြောင်းအရာလေးတစ်ခုကြောင့်ဖြည့်ရှင်းပြတဲ့အခြေအနေတစ်ရက်ကြောင့်သာပြည့်စည်ရခြင်းဖြစ်မှာပါနော်။သူမကလည်းအရင်နှစ်တွေတုန်းက Running Man ကိန်းစားဝဲစီစဉ်မှာလည်းဝင်ရောက်ပါဝင်ခဲ့ပြီး funding ငွေကြေးအင်အားအများကြီးကိုရခဲ့လို့ဆိုရင်ပိုင်ဆိုင်မှုတွေခွဲဝေရတဲ့လက်ရှိသူမတို့ရဲ့ပိုင်ဆိုင်မှုတွေဟာခန့်မှန်းခြေအသတင်းတန်ဖိုး KRW 2.50 billion American dollar 1.13 သန်းရှိရလို့သိရပါတယ်။ပိုင်ဆိုင်မှုတွေများတော့ခွဲယူရမှာလဲကိုစီအလုပ်တွေနဲ့သူမတို့သားလေးတွေခြံထားခဲ့ကြမှာဖြစ်မှာပါနော်။ဒီတော့ပရိသတ်ကြီးရှင်းနေတာအိမ်တော်ရေးကိုကွာရှင်းပြည့်စဲတော့မယ်။မင်းသမီးလေးလီဆန်ရောပေါ်မှာမှတ်ချက်လေးတွေပြောခဲ့ကြပါအောင်နော်။